ပြန်မလာတဲ့ဖုန်းခေါ်ဆိုမှုမောင်စော်ကညာဆိုင်အလုပ်ဆင်းပြီးအိမ်ပြန်လာတဲ့အခါအိမ်ထဲမှာသူ့ဇနီးမေမြင့်ကမိဖို့ကြောင့်ထဲမှာကြောပဲပြီးဟင်းချက်နေတာကိုမြင်လိုက်ရတယ်။မောင်စော်ကပြုံးပြီးမေမြင့်ဒီညစာကဘာလဲလို့မေးလိုက်ပေမဲ့မေမြင့်ကဘာမှပြန်မပြောဘဲတိတ်တိတ်ဆိတ်ဆိတ်ပဲဆက်ချက်နေတယ်။သူမရဲ့လှုပ်ရှားမှုတွေကပုံမှန်ထက်ဆိုင်ရန်အယမ်းတောင့်တင်းနေသလိုပဲ။မောင်စော်ကနောက်ပြောင်ကျင်တာနဲ့မေမြင့်ရဲ့ပခုံးကိုလှမ်းကင်လိုက်တဲ့အချိန်မှာပဲသူ့အိတ်ကက်ထဲကဖုံးကမြည်လာတယ်။ကြည့်လိုက်တော့မေမြင့်စီကထစ်နေတယ်။ဟင်မေမြင့်ကဒီမှာရှိနေတာကိုဆိုပြီးမောင်စော်ဇဝေးဇဝါနဲ့ဖုံးကိုကင်လိုက်တဲ့အခါဖုံးထဲကနေမေမြင့်ရဲ့ငိုးသက်နဲ့အော်တန်ကိုကြားလိုက်ရတယ်။မောင်စော်စီလာနေတဲ့လမ်းမှာမိန်းမကားမောက်သွားပြီ။အခုလူနာတင်ကားပေါ်မှာမိန်းမအငမ်းကြောက်နေတယ်။မောင်စော်အခုချက်ချင်းလာခဲ့ပေးပါ။မောင်စော်လက်ထဲကဖုံးလွတ်ကျသွားတယ်။သူတုံရီနဲ့ရှေ့ကဟင်းချက်နေမေမြင့်ကိုကြည့်လိုက်တဲ့အခါအဲ့ဒီအမျိုးသမီးကဖြည်းဖြည်းချင်းလှဲ့ကြည့်လာတယ်။သူမရဲ့မျက်နှာကပြညမ်းနေပြီးမျက်လုံးတွေကသွေးလီယိုစီးကျနေတယ်။သူမကသွေးအီပြုံးပြပြီးပြောလိုက်ကမောင်ဖုံးထဲကမိန်းမကအတူကြီးပါ။မောင်နားမှာရှိနေတဲ့ကျမကမှမေမြင့်အစ်စ်ပါ။ပြန်မလာတဲ့ဖုန်းခေါ်ဆိုမှုမောင်စော်ကညာဆိုင်အလုပ်ဆင်းပြီးအိမ်ပြန်လာတဲ့အခါအိမ်ထဲမှာသူ့ဇနီးမေမြင့်ကမိဖို့ကြောင့်ထဲမှာကြောပဲပြီးဟင်းချက်နေတာကိုမြင်လိုက်ရတယ်။မောင်စော်ကပြုံးပြီးမေမြင့်ဒီညစာကဘာလဲလို့မေးလိုက်ပေမဲ့မေမြင့်ကဘာမှပြန်မပြောဘဲတိတ်တိတ်ဆိတ်ဆိတ်ပဲဆက်ချက်နေတယ်။သူမရဲ့လှုပ်ရှားမှုတွေကပုံမှန်ထက်ဆိုင်ရန်အယမ်းတောင့်တင်းနေသလိုပဲ။မောင်စော်ကနောက်ပြောင်ကျင်တာနဲ့မေမြင့်ရဲ့ပခုံးကိုလှမ်းကင်လိုက်တဲ့အချိန်မှာပဲသူ့အိတ်ကက်ထဲကဖုံးကမြည်လာတယ်။ကြည့်လိုက်တော့မေမြင့်စီကထစ်နေတယ်။ဟင်မေမြင့်ကဒီမှာရှိနေတာကိုဆိုပြီးမောင်စော်ဇဝေးဇဝါနဲ့ဖုံးကိုကင်လိုက်တဲ့အခါဖုံးထဲကနေမေမြင့်ရဲ့ငိုးသက်နဲ့အော်တန်ကိုကြားလိုက်ရတယ်။မောင်စော်စီလာနေတဲ့လမ်းမှာမိန်းမကားမောက်သွားပြီ။အခုလူနာတင်ကားပေါ်မှာမိန်းမအငမ်းကြောက်နေတယ်။မောင်စော်အခုချက်ချင်းလာခဲ့ပေးပါ။မောင်စော်လက်ထဲကဖုံးလွတ်ကျသွားတယ်။သူတုံရီနဲ့ရှေ့ကဟင်းချက်နေမေမြင့်ကိုကြည့်လိုက်တဲ့အခါအဲ့ဒီအမျိုးသမီးကဖြည်းဖြည်းချင်းလှဲ့ကြည့်လာတယ်။သူမရဲ့မျက်နှာကပြညမ်းနေပြီးမျက်လုံးတွေကသွေးလီယိုစီးကျနေတယ်။သူမကသွေးအီပြုံးပြပြီးပြောလိုက်ကမောင်ဖုံးထဲကမိန်းမကအတူကြီးပါ။မောင်နားမှာရှိနေတဲ့ကျမကမှမေမြင့်အစ်စ်ပါ